Okay ရှမ်းရဲ့မင်းတို့ငါတချင်းလေးကိုသူ့ရဲ့ original key E key နဲ့ဒီပုံဒီနည်းလေးသင်ပေးကြပါမယ်အဲ့တော့ကျွန်တော်တို့က step note နဲ့စထားပါတယ် step note ဆိုဘာကိုခေါ်လဲဆိုတော့တချင်းတစ်ပုဒ်မှာတေးသွားတစ်ခုမှာသူ့မှာပါတဲ့ဒီ main melody ၄ပါးဆို၄ပါးပေါ့နော်၈ပါးဆို၈ပါးပေါ့အဲ့ဒီ၈ပါးရဲ့အရှိတပါးကတွေစထွက်တာပေါ့နော်အဲ့တပါးမှာလဲကျွန်တော်တို့က first beat ပဲဖြစ်ဖြစ် second beat third beat fourth beat ကြိုက်တဲ့ beat ကစထွက်အဲ့ထွက်တဲ့ note အားလုံးကိုကျွန်တော်တို့က step note လို့ခေါ်တာပေါ့နော်ကျွန်တော်တို့အခေါ်ရအောင် okay အဲ့တော့ကျွန်တော်တို့ဘယ်လိုမျိုးဒီတချင်းမှာစထွက်လဲဆိုတော့ number 4 beat မှာ triplet note ကလေးနဲ့စထွက်ပါတယ်တီးရမယ့် note ၃လုံးကတော့ do re mi နဲ့ထွက်တယ်နော်အဲ့တော့ဒီလိုပေါ့1 2 3အဲ့လိုဖြစ်သွားမှာနော် okay အဲ့တော့ကျွန်တော်တို့ဒါကလွယ်တယ်နော်ပထမပါသွားမယ်ပထမ fa major 7အဲ့တော့ပထမ fa major 7မှာဒီလုံးလှုပ်တည်မယ်တီးပုံဒီနည်းကဒါမျိုး1 2ဒုတိယကော့တစ်ခုက number 3နဲ့ number 4 ပြီးမှတီးရမယ်ဟာ minor 6 fa minor 6အဲ့ဒါကိုဒီလုံးလှုပ်တည်မယ်အဲ့တော့တီးပုံဒီနည်းက3 4တပါးလုံးတီးမယ်ဆိုရင်1 2 3 4 okay အဲ့တော့ညာဘက်လက်ကိုတင်မယ်2ဒါမဲ့ first beat မှာ la နော် second beat ရဲ့2e မတီးဘူး n a မှာ mi re ဆိုတာတီးမယ်အဲ့မှာဂျားထဲမှာ fail လေးတစ်ခုထည့်မယ် do mi re ဆိုတာလေးထည့်မယ်အဲ့ note ထဲမှာတော့ do ထည့်ရေးမထားဘူးဘာလို့ထည့်ရေးထားလဲဆိုတော့ကျွန်တော်တို့ fail အနေနဲ့တီးလို့ the mi re တကယ်ပေါ်ရမယ့် note က mi re ဆိုတာပဲပေါ်ရပြီအဲ့တော့ဒီ do ကထည့်တီးလိုက်ရတယ်မတီးလိုက်ရတယ်သို့တော့သူ့ရဲ့ original တီးလုံးထဲမှာပါနေတယ်ထည့်တင်တာမှာ okay အဲ့တော့ကျွန်တော်တို့က first beat la do mi re la do mi re နော်အဲ့လိုဖြစ်သွားမယ်ပြီးရင်ဒီဒါဒါဒီဒီဒါဒါဒီ la do mi re si so fa mi ဆိုအဲ့ဒါတီးမယ်အဲ့တော့တီးရမယ်တိုင်မယ် beat ကဒီလိုမျိုးအလုံးရောပြီးတော့ဖြည်းဖြည်းလေးတီးပြမယ်2 3ဒါပဲနော်နောက်တစ်ခါပြန်တီးပြမယ်2 3 okay တပါးရပြီဒုတိယပါ mi minor 7 la flat 9major flat 9เนาะ minor flat 9မဟုတ်အဲ့တော့ mi minor 7ကဒါအဲ့ဒါကိုဒီတစ်လုံးဖြုတ်တီးမယ်အဲ့တော့တီးပုံတီးနည်းကခုနအရှိမှတီးတဲ့အတိုင်းပဲ1 2ပြီးလို့ရှိရင်3 4ပြန်လို့ပြမယ်1 2 3 4လာ flat 9မှာကြတော့ကျွန်တော်တို့က base ပဲတီးမယ်ညာဘက်လက်ကတီးမယ်တခြားဟာတွေ okay အဲ့တော့ညာဘက်လက်ကဗာတီးရမယ်ဆိုတော့3 4 mi so di re di ta la so fa အဲ့ဒါတော့တီးရတီးရမယ်နော်အဲ့တော့ပြန်လိုက်ပြမယ်3 4 mi so di re di ta la so fa တီးရမယ့်လက်က mi so di re di la la do fa အဲ့လက်တိုင်းမတီးမယ်နော် okay အဲ့တော့ဘယ်ဘက်လက်နဲ့တွဲတီးပြမယ်3 4ပြန်လို့ပြမယ်3 4တတိယပါသွားမယ်re minor 7 re minor 7ကဒါ re fa la do ဒါminor 7အဲ့တော့ဒီလုံးဖြုတ်မယ်ခုနတိုင်းပဲရှေ့ကဘောင်းကဒီဆို
1 2နော်အဲ့ဒါနော်1 2အဲ့ဒီမှာ3 4မှာကြတော့3 4နော်သုံးလုံးလုံးကိုတစ်ချက်ပဲဒီမယ်3 4 1 2 3 4ဟုတ်ပြီညာဘက်လက်မီဖာလာမီမီဖာလာမီနော်အဲ့ဒါပါ1 2 3 4နော်3 4 1 2 3 4အဲ့တော့ဘယ်ဘက်လဲနဲ့တွေ့ဖြည်းဖြည်းလေးတိပြမယ်1 1 2 3 4 Okay နောက်ဆုံးမှရောက်ပြီနောက်ဆုံးမှကြတော့so order ညာဘက်လက်က1 2 and 3 1 2 and 3 4ပြီးရင်တစ်ချင်းရောက်သွားပြီနော်လွယ်ပါနော်โอเคအားလုံးအဆင်ပြေပါစေကျွန်တော်နောက်မှာအကောင်လုံးတိပြထားတဲ့အကောင်လုံးကိုတိပြ၄ပါးလုံးတိပြထားတဲ့ဗီဒီယိုလေးတင်ထားပေးပါမယ်ကျေးဇူးတင်ပါတယ်